တော့ဖြတ်မေးလို့ရလား ဟာရတာဟော ဟိုပြန်နေမအောင်ဒီအခုဆိုရတဲ့အချင်းကလေဘယ်သူရွေးထားရလဲမျက်နှာမောင်ရွေးရလားဟိုစတော်ဘယ်ရီကရွေးရလားဒီဘက်ကရွေးပေးရလား ဒီကဒီရွေးပေး မျက်နှာမောင်ကြိုက်လို့ရွေးတာမဟုတ်ဘူးပေါ့ တော်ကြီးတော့ကနေတယ်နော် ကဲမှန်မလို့တဲ့ခေါင်းနဲ့ပဲကိုယ်ကိုရိုက်ခွဲလိုက်တော့တိတ်ညက်လာဖြစ်ဖြစ်မှစိတ်ရော တခုမေးမယ်နော်ခုနကတယောက်နဲ့စိန်ခေါ်နေကြတာလေနော်ဟိုတက်မယ်ဖြတ်မယ်မြားမိုးရမယ်စိတ်နဲ့လူပဲ ပြေသွားပြီ အခုကျတော့လေချစ်နေလိုက်ကြတာအဲ့ဒီကိစ္စကိုရှင်း ဆောနာတော့ဘလောက်ပဲစိတ်ဆိုးဆိုးစိတ်တောက်တောက်ပါတကယ်အနုပညာပေါ်ဆိုတဲ့နေရာကိုရောက်လာရင်တော့အကုန်လုံးကအချစ်မှမြတ်တာလေးတွေရှိသွားပါမယ် စားရပါတဘောအနိုင်ဘူး စတော်ဘယ်ရီရောစတော်ဘယ်ရီပြန်ပြောလေ ပြောတယ် तू ကစတော်ဘယ်ရီတော့ဆိုရင်ကိုကိုလေးဖြစ်ပေးနိုင်တယ်မောင်လေးလည်းဖြစ်ပေးနိုင်တယ် ကောင်းလိုက်လား ဒီရှာမင်းကြီးကိုမမကြီးလည်းဖြစ်နေဦးမယ် ဝါဝေ ဟုတ်လေဒါကလည်းဒါသူတို့ရဲ့တရုပ်ဆောင်ချက်တွေပဲလေအဲ့ခံမန်းလို့မရဘူးအဲ့လိုတွေဖြစ်ကုန်တာ တော်ရီတခုပဲပြပါလက်စွပ်ကိုညာဘက်လက်သွဲမှာစွတ်လားလက်သွဲမဟုတ်လက်ညိုးမှာစွတ်လားမဟုတ်အခုမဟုတ်ကိုယ့်ကိုလူဘွားမှာပြော လူဝါ အခုကဘာဘွားလဲ အခုက ဒါအသီးဘွား အခုကအသီးစတော်ဘယ်ရီဘွားလူဘွားကိုပြော အသီးဘွား အမှန်လေးတော့တစ်ခါတော့ဖြေပါဟဲ့အဲ့စွတ်လားလို့စွတ်ထားလားလူဘွားမှာ လက်တကျမှာပဲစစ်ချင်တာ ဟိုစွတ်ချင်တာကိုစွတ်ထားလားမေးတာအာကြီးဟေးဒါကဖမ်းလို့မရ ကဲအဲ့တော့ဒီတစ်ခေါက်မှာကနော်ဒီကပုံကိုကြီးလေးယောက်ကိုလည်းမခန့်မှန်းခိုင်းတော့ဘူးဘာလို့လဲဆိုလွဲတက်လို့ လွယ်လွယ်လေးလက်ကမာတယ်လည်းမစဲစားတတ်တော့ လွယ်ဦးကိုမှန်သေးရမယ်ကျွန်တော်အယုံလေးကိုပေးရမှာပေးလို့မဖြစ်ဘူး အခုကကြတော့မျက်နှာဖုံးရှင်2ယောက်ကိုခန့်မှန်းခိုင်းပါ ဟမ်ဘလို့ကျွန်တော်တို့ခံမခိုင်းပါကျွန်တော်တို့ ဟောသူတို့ချင်းချင်း မင်းတို့ကခန့်မှန်းလို့ရပါ ဒါတို့နှစ်ယောက်တယောက်ကိုအရင်လိုခံမှန်းမှာ ခန့်မှန်းပါ အားကြိုက်တယ်အမကြီး ဟေးဟုတ်တယ်အပြင်မှာလည်းအတန်တွေကြားနေရတယ်နော်ကိုယ်နဲ့လည်းဒီမှာထိတ်တိုက်ရင်ဆိုင်ပြီးတော့တီဆိုရှင်ပြန်ခဲ့ပြီးသွားပြီဆိုတော့မျက်နှာဖုံးနောက်ကဆယ်ပြီးဘယ်သူဖြစ်မလဲဆိုတော့တော်တော်လေးတော့ရင်းပြီးလောက်ပြီလို့ထင်တယ်နော်အဲ့တော့မျက်နှာဖုံးရှင်ဒီပြားနေမှာလည်းစတော်ဘယ်ရီဘယ်သူလဲစတော်ဘယ်ရီကလည်းသူဘယ်သူလဲဆိုတာခန့်မှန်းမယ်သို့တော့အဲ့လိုခန့်မှန်းရင်ကိုတီးတဲ့ကိုထင်တဲ့လူနာမည်တက်ပြီးပြောပိုင်ခွင့်မရှိ ဟမ်ဘာဖြစ်လို့လဲမတက်ဘူးတော့သိမှလေ ဥပမာပဲပြောဥပမာဆိုကွာကဲထွန်းလို့ထင်တယ်ဆိုရင်ထွန်းလို့ရဲ့သူ့ရဲ့ဆိုရင်ဟာကိုထွန်းလို့ကနော်ဒီမန်ဘလူးကြီးနဲ့ချောင်းပြီးတော့တလွဲတွေပြောတဲ့သူ ဖိမ့်တ် ဒီဆိုရင်လည်းသူ့ရဲ့အမျိုးအရင်းတော်သူကမခံမနိုင်တဲ့သူနော်ဖြိုးဝေဆိုရင်လည်းကဲမန်းပါဆိုရင်ထွန်းလို့ပဲအတင်းသွားပြောတဲ့သူနော်မဲခိုင်လေးဆိုရင်လည်းသူကတေးသေးချာခေါင်းစခြေဆုံးကြည့်ပြီးတော့ပြောချလိုက်ရင်တလွဲအဲ့လိုပေါ့သူတို့တွေကိုခံမယ်အဲ့လိုခံမယ်နေပေါ့အခုလည်းအဲ့လိုခံမယ်နော်ဘသူရဲ့လို့နာမည်မပြောအောင် နာမည်မပြောဘဲနဲ့ ဘသူရင်ပြောခြင်းလဲအော်ဟုတ်ပြီညာနမောကစတော်ဘယ်ရီမာလေးကိုဘသူလို့ထင်လဲ စစ်ကွန်တို့ကပြေးပကန်းလိုက်ကြတယ် မလေးဟဲ့ မလေးဟဲ့ ဒီကခွန်ကြောင်လေးကို စတော်ဘယ်ရီလေးရဲ့အယက်မောင်အလုံးအထည် ဘာ အော်ပြောရလေဘယ်လို နေရလဲဘယ်နေရစတော်ဘယ်ရီကဒီလိုတော့ပိုက်သွားပြီ ဟိုကစတော်ဘယ်ရီကအလုံးတွေအများကြီးပဲ body stretcher ပေါ့ သူ့ရဲ့အတန်ကာလာလေးရော အတန်ကာလာလေး ရုပ်ရည်လေးရော ရုပ်ရည်မြင်ရလား မြောက်လေး အမီးရမဖြစ်ဘူး မှန်းတာပေါ့ဟဲ့ မှန်းကြည့်လားမှန်းကြည့်လား မှန်းကြည့်တာ အနေထားရဲ့အကုန်လုံးကိုပေါင်းမယ်ဆိုကျွန်တော်တို့ရင်ခုန်ပြီ အော်ကိုလေဘယ်သူလဲမှန်းလိုက်တယ်ဘာလို့ အေးလေဘယ်နဲ့ရင်ခုန်တာပါ तू ကဘယ်နယ်ဘယ်ပထမဆုံးတစ်စစ်ဘယ်နယ်ဘယ်ရလို့ထင်လဲ ဆိုတော့မင်းသမီး အစိုးရ ဆိုတော့မင်းသမီး ထပ်မင်းမယ်အပြုတ်လားအိမ်အောင်ရှိတာ အပြုတ် အပြုတ်ဝါ မလို့ရင်ခုန်တာပေါ့ အော်အေးဟုတ်ပါပြီ နာမည်မနာမည်နာမည် စကားတရုပ်ဖော်နေတယ် အဲ့ဒါဆိုရင်စတော်ဘယ်ရီမာလေးကိုတရုတ်ဆောင်အစိုးရအိမ်အောင်မရှိတဲ့အပြိုလေးလို့ထင်တယ်အဲ့ဒီတယောက်ပေါ့နော် ဟုတ်ပြီအဲ့လောက်ပဲအဲ့ဆိုမင်းပန်းလို့ရပြီ ရကျွန် ဟု တော် တ်လေနည်းနည်းလေး hint တက်ထပ်ပေးဦးလေဒါကြီး မ လေ ရတော့ညီမလေးမရတော့ဒါကကူညီတာညီမလေးအဲ့တော့ strawberry လေးရောဒီအမွေးကောက်နဲ့နော်မြန်းနှမအောင်မျက်နှာဖုံးနောက်ကဆယ်လီကိုဘသူလို့ဘလို့ပုံစံမျိုးဘယ်နဲ့ပေးရလဲအဲ့လိုမျိုးလေးခန့်မှန်းပေး ညနေမောင်ကစတော်ဘယ်ရီယာသူပါလေပေါ့နော် သူပါတာဘာကြီးလဲ တော်တော်တိုင်းနားထောင်ပါဦး
ပြောချင်တာတရုပ်ဆောင်ပေါ့ ဟောသုံး ဘယ်မှာစုံမှုလား ဟုတ်တယ် နေလိုက်တာနေလိုက် အခုကဆက်လီစတော့၄ယောက်ကဘာမသိညာမသိရညင်ညင်နေလိုက်တော့နားထောင် နားတော့နားတော့โอเค နော် မနောက်ချက်နဲ့ သူတို့ပြောရင်ညင်ညင်လေးနားထောင် ဟုတ်ကဲ့ဟုတ်ကဲ့ မရှင်နဲ့ ဟုတ်ကဲ့ သူတိတ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ တော်တ ဟုတ် ယ် ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ โอเค ကဲအဲ့တော့ဆက်ပြော အာသိရလေ ဟောဟုတ်ပါတယ်နှစ်ခုလေး စတော်ဘယ်ရီရဲ့နောက်တယ်နော် အဲ့တော့ဒီစတော်ဘယ်ရီကသူ့ကိုယောက်ျားလေးတရုပ်ဆောင်လူပြိုလားအိမ်အောင်သေးလားအဲ့လေးပြောရရဟော မပြော ဘယ်သူလဲဆိုတော့သိနေပြီပေါ့ ဟာ ယောက်ျားလေးဟုတ်လားโอเคသူပြောရမှာမှန်တယ်အပြိုကြီးရကဲအခုဆိုရင်သူတို့မျက်နှာဖုံးရှင်နှစ်ဦးတယောက်ကိုတယောက်ခန့်မှန်းခဲ့ကြတာပရိသတ်တွေရောဆယ်လီစတော့ကြီးတွေရောတွေးမိလို့ရမှာပေါ့ နောက်တစ်ပုတ်လောက်ထပ်ဆိုတော့ကြည့်နားထောင်ကြည့် အခုဓမ္မစင်ကမြန်မာစီဇန်3ရဲ့ထူးခြားတဲ့အစီအစဉ်အရဒီမျက်နှာဖုံးရှင်နှစ်ဦးကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပြီးတော့ပေးဦးမယ် ဟေး အေးပေးပါငါရလေ အဲ့တော့ညင်နေမင်းတို့ညင်နေ နေရင်းနေရတော့မလို့ မျက်နှာဖုံးရှင်နှစ်ယောက်အခွင့်အရေးပေးမယ်လို့ချင်းလားအဲ့ဒါတော့ကျွန်တော်တို့အထူးအစီအစဉ်ပေါ့နော်ဒါကတော့တခြားမဟုတ်ပါဘူး challenge game ဖြစ်ပါတယ်ဒီမျက်နှာဖုံးရှင်နှစ်ဦးကဥပါပြီဆယ်လီစတော်ကြီးတွေကို ဟောဘာလို့ challenge တစ်ခုစီပေးလုပ်ပါ ဘာလို့ပါလဲ သူက2ယောက်ဆိုတော့အဖွဲ့တွေခွဲမယ်2ယောက်ဟိုဘက်အဖွဲ့ဒီဘက်အဖွဲ့နော်ဒီက strawberry မာလေးကအဖွဲ့သူ့အဖွဲ့ကဘယ်သူပါမလဲဆိုတော့ထိုးနဲ့ဒီနဲ့ အမေအဲ့ဒါသူ့ကိုပေးရွေးလိုက်လေကိုပိုင်းမရွေးနဲ့လေ ကဲအခုရွေးပြတော့ကြိုက်လား ဟာကိုကမရွေးဘူးလားလေးယောက်နဲ့2ယောက်ရွေးရမှာလေအဲ့လေးယောက်နဲ့2ယောက်ကိုကမရွေးဘူးနော်ညသူရွေးတော့ယူမှာနော် ကဲ ချင်းချုပ်ပါဦး နော် challenge game ရဲ့အစီအစဉ်က strawberry လေးကဒီဘက်2ယောက် နောက်ဘက်2ယောက်မြန်နှမောင်လေးကမခိုင်လေးနဲ့ငပြို့ challenge ခေါ်မယ်ဟုတ်ပြီနော်အဲ့တော့ challenge ရဲ့ပြောသူတို့ဘာလို့စိတ်ချင်လဲဆိုတော့သူတို့ပုံမှာမူတည်ရကျွန်တော်လည်းမသိဘူး ပြီးမပြီးကျွန်တော်ပြန်ခိုင်းရမှာသူတို့ နေသမ်းမအောင်သူတို့ကပဲခိုင်းမှာ ဟာပြောရတာ နော် အော်ဟောဒီဟာကြီး အဲ့တော့စီးမင်းလေးက challenge ကလို့ရှုံးသွားခဲ့ရင်သူတို့ခိုင်းတဲ့အောင်တကယ်ချင်းတော့လောက်ရမယ်တကယ်လို့နိုင်သွားရင်သူတို့ခိုင်းတာတကယ်လို့လောက်ရမယ် အာ ဘာလဲ နိုင်လည်းလောက်အောင်ရှုံးလည်းလောက်အောင်ဖြစ်နေတော့ ဟုတ်လေဘာလို့နိုင်တာအကြောင်းမရှိဘူးကျွန်တော်သိတယ်လေပါ အဲ့ဆိုအရင်လွတ်လိုက်မယ်လေအရင်ခိုင်းလိုက်တော့လေ နိုင်လဲနိုင်ပါဗော ဟောနိုင်အောင်လုပ်မယ် စမယ်နော်ပြောဒီဘက်2ယောက်ဒီဘက်2ယောက်စက္ကန့်30ချေကူရေ သိတယ် 1 ခုနဆိုတာက 3 ခုနဆိုတာပါသူမအတွက်သူမအတွက် 6 ရှင်တွေကစကား 9 10 10 ရှေ့မှာရောရှေ့တခုကပါလဲရှေ့တခုကပါလဲ 13 ရှေ့မှာပါလဲရှေ့ကပါလဲရှေ့ကမသိရှေ့ကပါလဲတကယ်မသိရရှေ့ကပါလဲရှေ့တော့ ဒီမအတွက်နဲ့တော့ရှေ့ရဆိုဘူးဆိုတော့လေ ပြေးပါပြီပြေးသွားပါပြီပြေးသွားပါပြီဟောလားပြေးသွားဘယ်လိုရဘယ်လိုရ ဟုတ်ပါလားအဲ့တော့ဒီမှာသူတို့ကြားလိုက်လို့ ဘယ်ကနေကပ်ဖို့ တပုတ်ရ ဘာမှချစ်ဘူး မမချစ်လို့ဟုတ်တယ်ဟုတ်တယ်ပေါ့တော့ မမရှိတော့သူအိုးကြီးရတာ ဟမ်ဟောအဲ့ဒါစားနေ ဟုတ်တယ် အဲ့ဒါအိုးကြီး အမရေးလည်းမရဟုတ်အမတပုတ်ရတယ်သူကတပုတ်ရတယ်ကျွန်တော်မှတ်ထားပြီးသွားပြီကောက်ပြီငါမလည်းနော်ငါ့ကိုကြည့်နေတယ်ကောက်ပြီ မျက်နှာဒီမှာလက်ကဒီမှာပေါ့အဲ လို့တကယ်အဲ့ပြောတပုတ်ကပါ သူမအတွက် သူမအတွက် ဒီပုတ်ရတယ်အဲ့တော့ဘေးကပြောကြားလိုက်လို့ ကျန်တာမရှိတော့ဘူး မေးရ မခိုင်လေရော သူမအတွက်နဲ့ယင်တဲ့စကား 你也不敢冒雨， ဟိုစွစွဆိုရတယ်ဆိုလိုက်တယ်လေ 你也不敢做，你没 သူ 搞 တို့ 什 အာယုံ 么 ကနှလုံးသားမှာ 在那弄哪里？ အော်အဲ့ယင်တဲ့စကားဆိုတဲ့စကလုံးပါတယ်အာယုံကနှလုံးသားဆိုတဲ့စာတစ်ချင်းကောင်းစီ အာယုံကနှလုံးသားပေးတော့သူကနှစ်ပုတ်ပဲရရရှုံးနေပေါ်မှာရယ်နော်တကယ်ကြီးနိုင်လားရှုံးလားတကယ်ကြီး ရှုံးပါလေ ဟာ ဟိုဆုံးပါလေ အဲ့ဒါကြတော့ငါတို့ကအရန်အများကြီးကိုငါတို့ကဟိုဘယ်လိုခေါ်မလဲဆုံးဖြတ်ရတော့